ဒီခွေးလေးငါးကောင်ဟာထူးဆန်းပြီးအစွမ်းတီးတီးစီရှိတဲ့မော်လယ်ပတ်လေးတွေကိုမမျော်လင့်ပဲပိုင်ဆိုင်ခဲ့ကြပါတယ်ဒီလိုနဲ့သူတို့ငါးကောင်ဟာနှစ်သက်ရာအယောင်တွေကိုလယ်ပင်းမှာအတီးတီးဝစ်ဆင်လိုက်ကြပါတယ်ဒီလယ်ပတ်တွေကတာမန်မဟုတ်ပဲတစ်ခုစီတိုင်းမှာမတူညီတဲ့အစွမ်းတွေရှိကြပါတယ်အစိမ်းရောင်လယ်ပတ်ကိုဝစ်ဆင်တဲ့ခွေးလေးဟာကိုပြောက်တဲ့အစွမ်းကိုရရှိပြီးအဖြူရောင်လယ်ပတ်ကိုဝစ်ဆင်တဲ့ခွေးလေးကတော့ခန္ဓာကိုယ်ပျော့ပြောင်းပြီးကြိုက်တယ်လို့စမ်းထုတ်လို့ရတဲ့အစွမ်းကိုရရှိပါတယ်ထို့အတူပန်းရောင်လယ်ပတ်ကိုဝစ်ဆင်တဲ့ခွေးလေးကလျှက်စီးလိုအယမ်းမြန်တဲ့အစွမ်းကိုရရှိပြီးအဝါရောင်လယ်ပတ်ကိုဝစ်ဆင်တဲ့ခွေးလေးကတော့စိတ်နဲ့အရာရာကိုရွှေ့ပြောင်းနိုင်တဲ့အစွမ်းကိုရရှိပါတယ်ဒီလိုနဲ့သူတို့တွေဟာအဖွဲတစ်ဖွဲ့ဖွဲ့လိုက်ပြီးတော့ကဘာကြီးကိုကဲတင်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်တရက်မှာတော့မုံဆိုင်တစ်ဆိုင်ကိုဓမြတိုက်နေတာကိုအပြာရောင်လယ်ပတ်နဲ့ခွေးလေးကမြင်သွားခဲ့ပြီးသူ့တငယ်ချင်းတွေကိုအမြန်ဆုံးခေါ်လိုက်ပါတယ်ခွေးလေးတွေမုံဆိုင်ထဲကိုဝင်လာတဲ့အခါမှာတော့ဓမြတွေကသူတို့ကိုရေစရာတတော်ဝါတေလိုလောင်ပြောင်နေခဲ့ကြပြီးဓမြတယောက်ကဆိုရင်ဒီခွေးလေးတွေကိုချက်စားလိုက်ရင်ဘလောက်ကောင်းလိုက်မလဲဆိုပြီးတောင်ပြောနေခဲ့ပါသေးတယ်ဒါကြောင့်မို့အစိမ်းရောင်လယ်ပတ်နဲ့ခွေးလေးကပန်းရောင်နဲ့ခွေးလေးကိုသူ့ရဲ့အစွမ်းကိုထုတ်သုံးဖို့အချက်ပြလိုက်တဲ့အခါမှာပန်းရောင်နဲ့ခွေးလေးကကျိုးတစ်ချောင်းကိုကိုက်ချီပြီးလျှက်စီးလိုလင်မြန်တဲ့အရှိန်နဲ့ဓမြတယောက်ရဲ့ခန္ဓာကိုယ်ကိုကျိုးနဲ့ချီပစ်လိုက်ပါတယ်အပြာရောင်ခွေးလေးကသူ့ရဲ့ပါးစပ်ထဲကိုတကြားလုံးတွေငုံပြီးတော့ဓမြနောက်တယောက်ကိုတကြားလုံးတွေနဲ့ဆက်တက်နက်လိုပစ်ချလိုက်တဲ့အခါမှာတော့ဓမြလည်းလဲကျသွားခဲ့ပါတော့တယ်လဲကျသွားတဲ့ဓမြဟာအမြန်ပြန်ထလာပြီးသူ့ရဲ့အဖော်ကိုကျိုးဖြေပေးဖို့ကျိုးတွေကိုဓာတ်နဲ့လှီးဖြတ်နေစဉ်မှာပဲအဖြူရောင်လယ်ပတ်နဲ့ခွေးလေးကသူ့ခြေထောက်ကိုရှေ့ထုတ်ကအဆိုပါဓမြကိုကန်ချလိုက်ပါတယ်။ဒါအပြင်အစိမ်းရောင်လယ်ပတ်နဲ့ခွေးလေးကကိုပြောက်ကဓမြရဲ့အတွင်းခံပေါင်းဘီကိုဆွဲလွှတ်ပစ်လိုက်ပြီးအဝါရောင်လယ်ပတ်နဲ့ခွေးလေးကသူ့ရဲ့စိတ်အစွမ်းနဲ့ဓမြတွေကိုပေါ်ကိုတကြားရည်တွေနဲ့မုံတွေလောင်းချလိုက်ပြီးတော့ထပ်ပြီးထမလာနိုင်အောင်လုပ်လိုက်ပါတော့တယ်။အဲဒီနောက်ရဲတွေရောက်လာတဲ့အတန်ကိုကြားလိုက်ရပြီးနောက်ပန်းရောင်လယ်ပတ်နဲ့ခွေးလေးကသူ့ရဲ့လျင်မြန်တဲ့အရှိန်နဲ့ဆိုင်ရှင်ကိုကြိုးတွေအမြန်ဖြည့်ပေးခဲ့ပြီးခွေးလေးတွေအားလုံးဟာအဆိုပါဆိုင်ကနေထွက်ခွာခဲ့ကြပါတော့တယ်